ရှိတော့မှပေါ်ထွက်လာတဲ့ဒီခံစားချက်တွေကမေးပြဖို့ခက်တယ်ချစ်ရှိနေမလားဆိုပြီးငေးကြည့်ပြီးမှတော့နေထွက်ရပါလေချိန်နေတာရက်တက်လို့ရရင်ရက်ထားခြင်းမှရန်ဖြစ်ခဲ့ကြတော့တွေ့ဖြစ်နိုင်တာတွေရင်ငါရေးမိပါဒီချင်းတွေကိုမျက်ရည်များရလေတိတိအောင်ဆောင်ပြီးပြောတတ်ကြပါရဲ့ဒါပေမဲ့တွေးလွန်တတ်တဲ့ကိုတော်တော်ရာပြပြချင်းစရာပဲရာတိတ်ချမိခင်လို့တဲ့တင်တယ်အခုနောက်မှမရှိတော့မှဘယ်တော့ရာတွေးပြီးစိတ်ကူနေပြီးဒါလည်းငါပဲတိတ်ချခဲ့ကြရဆိုတော့လေရောဗီဒီယိုကောလေးနဲ့ဆိုပြနေကြလေဖြစ်နိုင်တာရောပဲတော့အနေနဲ့ဒီဆောက်ကြအောင်ပဲကွာအမေနဲ့ရှိုင်းနေကြတို့များနဲ့ရှိုင်းနေမလဲဆိုရှောက်တွေးတို့အတီးပါလေဒီနေ့ခုချိန်စပ်တူနဲ့ဘာတွေပြောပြီးဘာတွေလုပ်နေပါလဲအေးစိတ်နေလဲဆောက်တွေးတွေကတေးပြေကိုထိုးတန်းလို့နေတယ် playlist ထဲလည်းပြောကြရှိရပါဘူးအန်ချင်းနေတဲ့အားလုံးတီးလောက်တဲ့360ရဲ့တွေ့ကြုံဆောင်ကွယ်ခါစားချက်တွေကိုမျိုးသိရဲ့တက်ရှိတဲ့နေရာကိုပဲပြစ်တယ်ပဲဘလို့ပြစ်မြင်ရမလဲဟာနဲ့ချစ်တဲ့သူနဲ့ပြောနေရပြီပြိုးခဲ့တဲ့ပန်းလေးဟာလည်းနှစ်တွေကြာလာတော့လူပြောင်းမနေပြီကဲ၍ပြင်ဆင်ခွင့်သာရှိခဲ့ရင်လိုပြစ်ချင်လို့စတောင်းမနေပြီတိတ်ချင်ခဲ့ကြရဲဆိုတော့လေရောပဲဒီကောလေးနဲ့ဆိုပြနေကြလေဖြစ်နိုင်တာရောပဲတော့အနေနဲ့ကြောက်မယ်ကွာအမေနဲ့ရှိုင်းနေကြတို့များနဲ့ရှိုင်းနေမလဲဆိုရှောက်တွေးတို့အတီးပါလေဒီနေ့ကျွန်တော်ရဲ့ story ဆန္ဒလေးဟာလေ story ရဲ့မိုင်းချောက်ဆုံးသက်သွားခဲ့ပြီနောက်ဆုံးမှချင်တာတော့ကိုမကဖြစ်နေတဲ့သူတွေကိုဘယ်တော့မှလက်မလက်ဖို့ဆိုရပါပဲ